အိမ်ထောင်ရေးကံမကောင်းပဲခဏခဏကွဲသွားတာထားခဲ့ခံရတာဘာကြောင့်လဲတဲ့ဆိုတော့အေးရဲ့လေးလာအချက်အရာပေါ့နော်ဒီအိမ်ထောင်ပြုတ်တာကျမတို့ဒီ young generation တွေကအရန်လောပါတယ်နော်နောက်တစ်ချက်ကဘာလဲဆိုတော့ဘာ thinking လဲဆိုတော့တွဲလာတာ9နှစ်6နှစ်ရှိပြီမယူလို့မရတော့ဘူးပတ်ဝန်းကျင်ကဘလို့တွေထင်ခံနေရပြီဒါကြောင့်ယူရမယ်ဆိုတဲ့စိတ်နဲ့အိမ်ထောင်ပြုတ်တယ်နောက်တစ်ခုက financial ငွေကြေးဘာမှ ready ပေါ့နော်strongly မဖြစ်သေးပဲနဲ့အိမ်ထောင်ပြုတ်လိုက်တဲ့အခါမှာလဲဒီလိုမျိုးပြဿနာတွေကြုံရပါတယ်ဒါမြင်တဲ့3ချက်မြောက်ပေါ့နော်လောနဲ့အိမ်ထောင်ပြုတ်တယ်ဒုတိယတစ်ချက်ကပတ်ဝန်းကျင်ကြောင့်ငါတို့3-4နှစ်ရှိနေပြီတွဲနေတာအစမပြေတော့ဘူးယူမဖြစ်တော့မယ်5-6နှစ်ရှိနေပြီ9နှစ်ရှိနေပြီစတဲ့ဖြစ်ပေါ့နော်ဆိုတော့အဲ့အချက်တွေကြောင့်စဉ်းစားပြီးတော့ယူတယ်ဒီ thinking ကကျမတို့မြန်မာလူမျိုးတွေမှာအများကြီးရှိရယ်နောက်တစ်ချက်ကဘာလဲဆိုတော့ငွေကြေးပြဿနာနော်အဲ့ဒီငွေကြေးပြဿနာပြောမယ်ဆိုအလုတ်ကင်ပေါ့နော်အလုတ်ကမရှိသေးဘူးရအိမ်ထောင်ကပြုတ်လိုက်ပြီကဲသားသမီးတွေကရှိလာပြီဆိုတော့အစမပြေတဲ့ခါမှာပျော်ရွှင်မှုဆိုတာအဝေးကြီးဖြစ်သွားပြီဆိုတော့ဒီအချက်3ချက်က main ကြတယ်ပေါ့နော်ဒါကြောင့်ပဲ3ချက်ကဒါအဆင်ပြေမယ်ဆိုရင်ကျမတို့တွေကဘယ်လိုပြောမလဲဒီအိမ်ထောင်ကြီးကလွယ်နဲ့ပြည့်စည်သွားမှာမဟုတ်ဘူးလို့ထင်တယ်ပေါ့နော်မဟုတ်ဘူးလို့ယူဆရတယ်ဘာကြောင့်လဲဆိုတော့စဉ်းစားကြည့်ကျမတို့ကအိမ်ထောင်ပြုတ်ဖို့ပဲလောကြတယ်ငွေကြေးအဆင်ပြေလားမပြေလားမစဉ်းစားသေးဘူးနောက်တစ်ချက်ကကျတော့ပတ်ဝန်းကျင်ကြောင့်ဆိုကျမတို့အိမ်ထောင်ပြုတ်လိုက်တယ်ဒီ3ချက်အိမ်ထောင်ပြုတ်လိုက်တယ်တကယ်ကကျမတို့အိမ်ထောင်တစ်ခုကိုဘယ်လိုထိန်းသိမ်းရမလဲစိုးဒီဖြစ်စေကောင်းဒီဖြစ်စေဒီအိမ်ထောင်ကကြာရှည်သွားအောင်ဘယ်လိုမျိုးထိန်းသိမ်းနိုင်မလဲငါ ready ဖြစ်ပြီလားသူက ready ဖြစ်ပြီလားကိုတယောက်တည်း ready ဖြစ်နေလို့မရဘူးအိမ်ထောင်ပြုတ်တာလူ2ယောက်အိမ်ထောင်ပြုတ်တာပေါ့နော်ဆိုတော့ဒါကြောင့်မို့လို့ကိုတကယ် handle လုပ်နိုင်ပြီး ready ဖြစ်ပြီဆိုမှအိမ်ထောင်ပြုတ်တာကအရာအလုံးအကောင်းဆုံးဖြစ်တယ်အချစ်တစ်ခုတည်းကိုပဲကြည့်ပြီးအိမ်ထောင်ပြုတ်မယ်ဆိုရင်တော့ဒီအိမ်ထောင်ကြီးကဒီ kit အနေနဲ့ကြည့်မယ်ဆိုမမြဲဘူးဘာကြောင့်လဲဆိုတော့ချစ်တယ်ဆိုတာကျမတို့ထမင်းလဲစားလို့မရအောင်เนาะကျမတို့နေဖို့စားဖို့အတွက်လည်းဘာမှမလုပ်ပေးနိုင်ဘူးအိမ်ထောင်ကြီးဘယ်လိုမြဲအောင်ထိန်းသိမ်းမလဲအခုဆို social media ခစ်ကြီးအရင်ဖောက်ပြန်ရလွယ်တဲ့ခစ် cheating လုပ်လို့အရင် easy going ခစ်ကြီးမှာပေါ့เนาะအများကြီးကျမတို့အနေနဲ့ကအဲ့အရာတွေကို handle လုပ်နိုင်ပြီလားအစင်းင်းဖြစ်ပြီလားကိုရောတကယ်သူနဲ့ရိုးမြေကြပေါင်းမှုအစင်းင်းဖြစ်ပြီလားဘာပဲလာအရာအလုံးရင်ဆိုင်နိုင်ပြီလား financial ရောကောင်းမစင်စားလို့ပဲဒီလိုပြဿနာတွေတက်တာလို့အေးအနေနဲ့တော့မြင်ပါတယ်ဒီလိုလေးကလည်းအကျိုးရှိမယ်လို့အေးအနေနဲ့မျှော်လင့်ပါတယ်ဒီမေးခွန်းကိုမေးပေးတဲ့အမကိုလည်းအများကြီးကျေးဇူးတင်ပါတယ်